ဝိဇ္ဇာတွေရဲ့အစည်းအဝေးမှာရွှေပရပိုက်နဲ့ရေးသားမှတ်တမ်းတင်ထားတဲ့ဂါထာတော့ဘုံတော်ဆောင်းဝန်းဂါထာတော့အရဟံတမ္မာတမ္ဗုဒ္ဓောဝိဇ္ဇာစရဏတမ္မနောသူကတော်လောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထဒေဝမနုဿာနံဗုဒ္ဓောဘဂဝါအရဟံနဗယံဒုက္ခံအိစိတံဒီဂါထာတော်ဟာမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်၉ပါးကိုအရဟံနဲ့အစချီထားပြီးအရဟံနဲ့ပြန်လဲအဆုံးသတ်ထားတဲ့ရိုးရှင်းလွယ်ကူတဲ့ဂါထာတော်လည်းဖြစ်ပါတယ်။အခုပြောပြပေးခဲ့တဲ့ဂုဏ်တော်ဆောင်းဝန်းဂါထာတော်ဟာဝိဇ္ဇာတွေရဲ့အစည်းအဝေးမှာရွှေပရပိုက်နဲ့မှတ်တမ်းတင်ထားတဲ့ဂါထာတစ်ပုဒ်လည်းဖြစ်တယ်လို့ကျေးဇူးတော်ရှင်ကေလာသဆရာတော်ဘုရားကြီးကိုယ်တိုင်မိန့်ကြားထားတာဖြစ်ပါတယ်။ဒီဂါထာကိုနေ့စဉ်အမြဲမပြတ်ရုပ်ဖတ်ပူဇော်မယ်ဆိုရင်မိမိကိုယ်ကိုဂုဏ်တော်တွေနဲ့ဆောင်းဝန်းတစ်ပွဲတတိုင်းခတ်ကာယံထားတဲ့ကဲ့သို့ဓာလံလေးများတနတ်ဘုံတံအန်ရမှန်သမျှမကြရောက်နိုင်ကြောင်းလဲကေလာသဆရာတော်ကြီးကမိတ်ဆိုထားပါတယ်။ကေလာသဆရာတော်ကြီးနဲ့ပတ်သက်လို့ပြောရရင်တော့ဆရာတော်ကြီးဟာဘာမဲ့ထွက်ရပေါက်ဆရာတော်ကြီးရဲ့တပည့်အရင်လည်းဖြစ်ပါတယ်။ဒါအပြင်ကေလာသဆရာတော်ကြီးဟာကျော်စန္ဒာဆရာတော်ဘုရားကြီးပြီးရင်အလောင်းတော်ကတ္တပလှိုင်မှုတွေကိုဒုတိယအကြိမ်မြောက်လူသားစင်စစ်အနေနဲ့ဝင်ရောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်ကေလာသဆရာတော်ကြီးဟာပါရမီစကန်အလုတ်စကန်တွေအဆက်မပြတ်အားထုတ်ခဲ့သူတူဖြစ်ပြီးလူဝဲကြောင်ဘွားကနေယသိဘွားကနေနောက်ဆုံးရဟန်းပြည့်ခံယူကာတာဝနာလမ်းကိုရှောက်လန်းနေသူလည်းဖြစ်ပါတယ်။ယသိဘွားမှာတမထအားထုတ်အောင်မြင်ခဲ့တဲ့အခါအောင်ဝရတိဋ္ဌိအောင်ဆိုတဲ့ဘွဲ့ကိုရရှိခဲ့ပြီးယဟန်ဘွားမှာတော့အရှင်အရိယဓမ္မတိဋ္ဌိဘွဲ့နဲ့ကေလာသတောင်တော်မြတ်မှာတာသနာပြုလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ပါတယ်။ကေလာသဆရာတော်ကြီးကိုတွားရောက်ဖူးမြော်သူတွေရဲ့ပြောပြချက်တွေအရဆရာတော်ကြီးဟာဓလုံးတွေကိုလေပေါ်မှာဖမ်းပြီးလာဖူးကြသူတွေကိုချီးမြှင့်ခြင်းဓလုံးစိတ်ရည်တွေတိုက်ကြွေးခြင်းတွေကိုလှုပ်ဆောင်လေးရှိတယ်လို့ဆိုပါတယ်။ဒါပြင်ဆရာတော်ကြီးဟာတိဋ္ဌိပေါက်ထားတဲ့ဓလုံးတွေကိုလည်းလာရောက်ဖူးမြော်ကြသူတွေကိုမြင်မှုအောင်လို့ပြလေးရှိတယ်လို့ဆိုပါတယ်။အဲ့ဒီတိဋ္ဌိပေါက်ထားတဲ့ဓလုံးတွေဟာအံ့ဩစရာကောင်းတော့အောင်သူ့အလိုလိုလှုပ်နေတတ်တယ်လို့တချို့မြင်မှုသူတွေကဆိုကြပါတယ်။တချို့ဆိုဆရာတော်ကြီးပြသတဲ့ဓလုံးတွေကိုမပြောမစုံနဲ့လိုချင်မှန်မောပြီးမျိုးချလိုက်တဲ့ဖြစ်ရတွေတောင်ရှိခဲ့တယ်လို့ဆိုပါတယ်။အကြမြင်ရဆရာမတူဆိုရင်ဆရာတော်ကြီးကိုတွားရောက်ပူးမြော်စဉ်ဆရာတော်ကြီးရဲ့အနီးမှာရွှေရောင်အစင်းရှိတဲ့နရဘာနဲ့အဘဘိုးဘိုးအောင်ကိုမြင်ခဲ့ရတယ်လို့ဆိုပါတယ်။တချို့ပူးမြော်သူတွေရဲ့ပြောဆိုမှုတွေအရဆရာတော်ကြီးဟာမမြင်ရတဲ့ပုံကိုထူးတွေနဲ့လည်းဆက်သွယ်ပြောဆိုနိုင်တယ်လို့ဆိုပါတယ်။ဆရာတော်ကြီးနဲ့ပတ်သက်တဲ့ထူးခြားမှုတွေကတော့ပြောလို့မကုန်နိုင်အောင်များပြားလွန်းလာပါတယ်။အခုပြောပြပေးခဲ့တဲ့ဂုဏ်တော်ဆောင်းဝန်းဂါထာတော်ဟာဆိုရင်လဲဝိဇ္ဇာတွေရဲ့အစည်းအဝေးမှာရွှေပရပိုက်နဲ့မှတ်တမ်းတင်ထားတဲ့ဂါထာတစ်ခုဖြစ်တယ်လို့ဆရာတော်ကြီးကိုယ်တိုင်မိန့်ကြားထားတာကြောင့်ဓမ္မမိတ်ဆွေတွေအနေနဲ့ရုပ်ဖတ်ပူဇော်နိုင်အောင်လို့ပြန်လည်မျှဝေတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ဒီဂါထာကိုနေ့စဉ်အမြဲပြတ်ရုပ်ဖတ်ပူဇော်မယ်ဆိုရင်မိမိကိုယ်ကိုဂုဏ်တော်တွေနဲ့စောင့်ဝန်းတပွဲတတိုင်းကကာယံထားတဲ့ကဲ့သို့ဓာလံလေးများတနတ်ဘုံတံအန်ရမှန်သမျှမကြရောက်နိုင်ဘူးလို့လဲဆရာတော်ကြီးကမိတ်ဆိုထားပါတယ်ဓမ္မမိတ်ဆွေလောကီလူသားတွေအားလုံးစိတ်ကျမ်းမာခြင်းကိုယ်ကြီးကျမ်းမာခြင်းတွေနဲ့ပြည့်စုံပြီးလိုရာတိဋ္ဌိတွေပေါက်မြောက်အောင်မြင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့တာပေးလိုက်ပါတယ်